မင်းစစ်တာရလိုက်တာကွာဟဲ့ဒီနေ့ဘာနေလဲကွာဆိုဒီနေ့ကမူးနေမလားကွာဟိုခေါ်တော့ပတ်စံတန်းချီနေတော့ပေါက်ထားဆိုတော့မူးနေမှာငါဘာလို့ကောင်းမလဲတီးပြီးကွာငါရဲ့အခုလက်ရှိအိမ်ကြီးကိုငါပန်းကြီးစခန်းအဖြစ်တီးဆောက်လိုက်ပဲကွာအဲ့ဆိုလို့မိုက်ပြီးကွာကြည့်အဲ့ဆိုငါပန်းကြီးစခန်းဆောက်မယ့်စီစဉ်အခုပဲရှာလိုက်တော့အဲ့ဆိုကွာငါဓမ္မကိုဆက်လိုက်မယ်ဟယ်လိုဓမ္မကိုကြီးလာပြောဟုတ်တယ်ကျွန်တော်ရဲ့အိမ်ကိုလေဗျအပန်းဖြစ်စကိုင်းအဖြစ်ကျွန်တော်စောက်ပြီးပါလားငါလာခဲ့မယ်ခဏပဲစောက်နေမင်းအဲ့တော့နည်းနည်းတော့ကြာမယ်ကွာမစောက်နေလားရတယ်ဗျာလော်နေငါမင်းလာနေမင်းနေကွာငါ့နဲ့ဝေးဆိုတနားလောက်ကြာမှအိမ်လာနေအိမ်ဆောက်စားဆိုရင်ကြောင်းမစောက်နိုင်လားစောက်နိုင်တယ်ဒီစီဒီလက်ပါကိုရဖုံးဆက်ထားလိုက်တယ်ဓမ္မကိုရတော့ဘူးလာနေပြီးတော့တနားလောက်ကြောင်းမှတော့ငါတနားကြီးတော့ထိုင်ဆောင်နေပြင်းစရာဟုတ်ဆိုငါဦးလေးတို့ဘာလို့ငါတော့ဖိတ်လိုက်ရမယ်တော့ဖိတ်ရမယ်နောက်လေးဘာလို့တော့ဖိတ်လိုက်ရမယ်ကာလီယူလာတယ်ဘာလို့ငါတော့ဖိတ်မယ်အော်အဲ့လမ်းရောမအောင်ပုံငွေးနေဆိုတော့အရင်မျိုးလမ်းနေပါမှာအဲ့ဆိုနောက်လေးဘာလို့တော့ရဖိတ်လိုက်ကွာဒီငါလေးဟေးဟောင်းလေးအိမ်ကမပြေသွားဘူးနော်အိမ်ဟောင်းလေးကျွန်တော်တကယ်မင်းနေကျွန်တော်တကယ်မင်းနေငါအိမ်ဟောင်းလေးဒီအိမ်မှာဘာအုပ်လေးကိုအိမ်မှာမလေးနေဟောင်းလေးအိမ်နဲ့ငါအိမ်နဲ့တော်တော်နီးရောချင်းယူပဲကြော်လိုက်တော့ဟောင်းလေးကတော့အပေါ်ထဲမှာရှိတယ်ထင်တယ်ဦးလေးကမှလည်းငါဝစားလေးနဲ့ TV နောက်မှာဦးလေးကကျွန်တော်ဦးလေးကလည်းဗျာဝစားလေးနေကျွန်တော်လာလေးလေးနေလို့ပဲနော်မဟုတ်ဘူးရောကွာသွားကြတယ်ဦးလေးကျွန်တော်ဦးလေးကပြောတယ်ရှိတယ်ဗျငါတို့ဘာလဲပြောဒီနေ့ကျွန်တော်မွေးနေလေဟုတ်တော့ပြီဒီနေ့မင်းမွေးနေပဲအဲ့ဒါကျွန်တော်မွေးနေတော့ဗျာကျွန်တော်အိမ်မှာအပန်းပြေစခန်းကြီးစောက်မလို့ဗျာလာခဲ့အောင်ကျွန်တော်ထင်မနေ့ပြန်လောက်ကြရင်တော့ပြီးမဲ့ထင်တယ်ဗျငါလာခဲ့မယ်ဟုတ်ကဲ့အဲ့ဒါလေးလာပြောကျွန်တော်ပြန်တော့မယ်နော်ငါတို့ကူးဆိုင်လေးပြန်ဟုတ်သွားမယ်ကွာနောက်ပြန်လောက်ကြရင်တော့ပြီးမဲ့ထင်တယ်ကွာဒါသမားအိုးရအိမ်အောင်ရောက်ရလားမသိဘူးအိမ်အောင်ရောက်နေပြီလားတော့အိမ်အောင်များတော့သိဒါသမားအိုးရဆောင်းအောင်ဘယ်တော့ကောင်းလဲဘယ်တော့ကောင်းတနည်းတော့သွားမယ်ကွာစီနေနေပြီစီလေးသွားထဲတာစီလေးတော့တင်သွားထဲလိုက်မယ်ကွာဒါမှစီပြတ်ဟိုစီပြတ်တော့စီပြတ်သွားပြီစီပြတ်ကားပေါ်မှာဆင်းနေပြီဒီချိုးရလေကြာနေပြီတော့ကွာအိမ်မှာရောက်နေချိုးအောင်ပြင်းနေကွာဒီမှာပဲရီလေးပါလေးဝင်ချိုးလိုက်ဒီအမေဒီလက်သမားအုပ်ရအင်းဆောင်ရင်တော်တော်မြင်နေကွာပြီးလောက်မှာခဏလေးနေတော့โอเคဘူးတော့ဒီလေးပါလေးခဏလောက်ကူးလာအောင်မယ် let's go ဝီဟွာဒီမှာပဲလမ်းဆောင်တော့ရင်ချိုးကကြာနေပြီကွာဒီမှာတော်တော်လေးလမ်းဆောင်ရတယ်တော်လမ်းဆောင်ရောက်ရေးဘူးလိုက်တာတော့ရေချိုးသွားပြီဆိုတော့ပြင်ကန်းကြီးလေးပါသွားလာအောင်ကွာကန်းကြီးမသွားရင်ကြာနေပြီကွာကန်းကြီးနဲ့ဒီညလည်းတိတ်မွေးဘူးဆိုတော့သွားလိုက်တော့မတက်စားဒီမျိုးမှနေရ
ကြတော့ကွာအရင်တော့ဆိုတော့ငါဘယ်မှထောက်ရတဲ့နေရာကိုသွားမို့အခုကငါဒီမျိုးမှနေရကြတော့ကွာလွတ်တော်ရနေပြီသွားရင်လည်းရောက်တယ်သူကမော်တာဘုံလေးပါလေးစီးအောင်ကွာမော်တာဘုံစီးရတာဘာနဲ့မှမလဲနိုင်လောက်မိုက်တာတော်လန်းနေရရေးမော်တာဘုံစီးရတာဝီလောမော်တာဘုံလည်းစီးသားပြီဆိုတော့တော့လာလို့ဒီကတီးကွာအဖုံးလာကွာလည်းတော့ကိုယူပြီးမယ်ရောဘာလဲဗျရောငါကွာမေအမြန်ဆောက်ပေးလိုက်တယ်ရောမင်းမွေးနေရကွာဒီနေ့ဆိုတော့ဒီနေ့ပဲပြီးအောင်လှုပ်ပေးလိုက်တယ်ကွာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုပြီးပြီရောဟာပြီးသွားပြီမြင်လိုက်တာအဲ့ဒါမကြဘူးခမရတော့ဖေးနေတယ်ပြိုလိုက်တော့ရောက်ရေးပြီးဖြစ်မှာသူကလည်းလက်ရတယ်ကတော့ကောင်းနေပါအားစင်ပေါ်လေးမိုက်မတေးကြတယ်ဟုတ်တကယ်ဆောက်တာဆိုတော့တိတ်ပြီးတော့လာမယ်မထင်ဘူးကအမြင်ဆောက်တာလက်ပြန်တော့ငါတော့မရမယ်ထင်တာနေရပါမယ်ကြည့်ရမယ်ရောက်ရေးဟုတ်ကဲ့နော်လုံးဝမလဲကြည့်တော့အမှမကြိုက်တာရောက်ရေးဘယ်လိုမျိုးဖြစ်နေမလဲအေးဟဲ့လုံးမတွေ့ကြည့်ဘူးဘယ်နားမှလဲကွာရောက်ရေးလဲလိုက်တော့နော်ချက်အောက်ကနေကြည့်ရောတွေ့တော့တွေ့နေရတယ်Oh my god မိုက်တယ်ရောက်ရေးငါရောက်ရေးငါတော့မရေပေါ်မှာမဆောက်ဘူးကွာတိတယ်ရောက်သူရေပေါ်မှာပါဆောက်ပြီးသွားတာဒါပါလေးလည်းမသိဟာရောက်မီနီအိမ်လေးပါဆောက်ပြီးသွားတာအိမ်အသေးစားလေးငါဆိုမှကွာကားကိုတော့အိမ်သေးစားလေးနဲ့ကားကိုတော့မထည့်ပြီးရတာရောက်ရေးပြီးတော့ခွာရောရေပေါ်အိမ်ရောပါရရောက်ရေးတိုင်းပြည်စကန်မိုက်တယ်ကွာ Oh my god ရောရေပေါ်မှာစောက်ထားတာဆိုတော့ပို့ပြီးတော့မှမိုက်ပြီရောက်ရေးပြင်းတဲ့ခေါင်ကြရင်နော်အိမ်ညားကြရင်ကွာအိမ်လေးမှာကွာငါညားကြရင်တော့ငါဒီမှာပဲအိတ်တော့မယ်ဘာလို့လဲဆိုတော့ဟိုအိမ်လေးမှာပဲအိတ်နေတာပူတယ်ကွာလားအဆင်မပြေဘူးဒီမှာကျတော့ကွာရေကန်ကြီးလေးဘေးနားမှာရှိနေဆိုတော့အေးနေမှာကွာမှာပဲအိတ်လိုက်တော့မယ်ရောင်ရေးဒီနေ့တော့ဒီမှာစာဖို့စာအုပ်စင်တွေလည်းပါတယ်ရောင်ဒီမှာဆိုနေဘူးတွေလည်းပါတယ်မှာအိတ်ရပါတယ်ပြီးတော့ဒီရဘယ်လိုခေါ်လဲမသိဘူးပါတယ်ကြီးကားတော့ပါသေးတယ်ကွာပြီးတော့ခဏလေးနဲ့ဒီလူမျိုးအိတ်ရောစောက်နိုင်နေဆိုတော့တော်တော့ချီးကျူးကြပဲကွာအုတ်တင်နဲ့စောက်ထားအဲ့ဒါတော့မလို့ဘယ်လိုစောက်လဲမသိဘူးဘီလက်မီပါတယ်နဲ့ကတ်ထားမှာလို့လားသိချောင်းရောင်ရေးငါ့ဦးလေးဖုန်းလေးဆက်လာတယ်ဦးလေးလာခဲ့တော့ဗျိုးဘိုင်းမစ်ကန်ပြီးပြီဟုတ်လားငါတူငါကူပဲလာခဲ့မယ်ကွာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲ channel နဲ့ subscribe နဲ့လောက်လုပ်ခဲ့ပါနောက်ထပ်နောက်နေ့ကျမှပြန်ဆောင်ကြပါမယ်နောက်တစ်ခေါက်ကျရင်ဒီထက်ကောင်းတဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်ကျွန်တော် Party Craft EB10 တင်တာတော်တော်လေးကိုနောက်ကြတဲ့အတွက်တောင်းပန်ပါတယ်အားလုံးပဲ bye bye